ဒီမှာအခုအမောနန်းတွင်းကော်လည်းအရင်ထုတ်လိုက်မယ်နော်နန်းတွင်းကော်လည်းထုတ်မယ်ဆိုရင်အမေဒါရှေ့ချမ်းနောက်ချမ်းလေးဆွဲမယ်ဆွဲပြီးသွားပြီဆိုရင်အခုသူ့ကိုအမေနန်းတွင်းကော်လည်းထုတ်မယ်ဆိုရင်ပုံမှန်အင်ဂျီတွေမှာကျတော့အမေလေဘင်းကိုဘေးကိုချဲ့ပေးရတယ်ဒါပေမဲ့ဒီအင်ဂျီမှာဒီအထက်မှာကျတော့သူ့ကိုမတို့ဘေးကိုချဲ့ပေးလို့မရတော့ဘာလို့ဆိုတော့သူကလေဘင်းကိုကတ်လေးသွားမှာမလို့နော်အဲ့တော့သူ့ကိုမူလားလေဘင်းဘေးချဲ့ထားတဲ့တန်မိုးတိုင်းပဲရှုမယ်ပြီးရင်အပေါ်ကိုမတို့ဒီမှာဘယ်လောက်တက်မလဲဆိုရင်သူ့ကို4စိတ်တက်မယ်လေဘင်းအရန်ထောင်ပြီးကတ်တာကြရင်တော့သူ့ကိုမတို့6စိတ်တက်ပေးလိုက်ရတယ်နော်အဲ့မဲ့4စိတ်လောက်ကတော့အမတို့အတော်ပဲပေါ့နော်ပြီးရင်ဒီဘေးဘက်မှာလည်းသူ့ကိုအမတို့ဒီကနေဒီကိုနှစ်လက်မလေးအမတို့ရှုမယ်နော်ဒီမှာသူ့ကိုနှစ်လက်မပြီးရင်သူ့ကိုဒီမှာမတို့ပေကွေးလေးနဲ့ဒီလိုလေးမှိုင်းလိုက်မယ်ဒါဆိုရင်ဒါရှေ့ချမ်းလေပင်လေးရသွားပြီပြီးရင်ရှေ့ချမ်းလေပင်အကြောကိုကြတော့အမတို့မူလားလေပင်ဘောက်ကနေအောက်ကိုတလက်မလေးသူ့ကိုချမယ်တလက်မနော်ချပြီးသွားပြီဆိုရင်သူ့ကိုအမတို့ဒီမှာဒီနေရာလေးကနေမောင်မြင်းဖြောင်းလေးရေးလေးတစ်စောင်းဆွဲထားလိုက်ဆွဲပြီးသွားပြီဆိုရင်သူ့ကိုဒီမှာဒီလိုလေးဒီကကျလာတဲ့ဟာလေးနဲ့အမတို့ဒီလိုမျိုးပြေဝိုက်လေးရှုမယ်နော်ပြီးရင်ဒီနေရာမှာကျအမတို့ဒီလိုထောင်ကျုံးယူလဲရတယ်ထောင်ကျုံးမလို့ကျအောင်ဆိုရင်သူ့ကိုဒီနေရာလေးကိုနည်းနည်းလေးပြေဝိုက်လိုက်ဒီလိုမျိုးလေးဒါဆိုရင်အမဒီမှာရှေးအိုးပုံနဲ့ပဲလေအမတို့ရှာတော့လည်းဘင်းကတ်ထောင်လေးရပါမှာနော်အဲ့တော့ပြီးသွားပြီဆိုရင်သူ့ကိုအမတို့ဒီတစ်ထဲမှာရေကူးတောင်းနဲ့ချုပ်မယ်အဲ့တော့ရေကူးတောင်းနဲ့ချုပ်မှာဖြစ်တဲ့အတွက်အမတို့ဒီမှာရင်ကျဲမှတ်ကဒီအောက်ကရင်ထိတ်မှတ်ရဲ့ကိုပေခွေးလေးနဲ့ဒီလိုပြပြလေးလောက်ဝိုင်းမယ်အဲ့တော့သူ့ကိုဒီနေရာမှာဝိုင်းတဲ့ခါကျအမတို့ဒါကြီးကဒီလိုချွန်ထွက်နေလို့မရအောင်ဒီအောက်နဲ့မောက်တို့ဒီလိုပြပြလေးပဲနားကြပေးရမယ်သူ့ကိုမောက်ပိတ်စညှက်တဲ့ခါကျရင်ဒီရှင်ထိတ်မှတ်လေးမောက်လှိမ့်ခဲ့မယ်ခါလိုင်းလေးလှိမ့်ခဲ့မယ်ရေကူးတောင်းနဲ့ချုပ်မှဖြစ်တဲ့အတွက်သူ့ကိုဒီထောက်တိုင်းညှက်မယ်ဒီထောက်တိုင်းညှက်မယ်ဒီတိုင်းမောက်ညှက်မယ်ဒီဘက်က F1 ဒီဘက်ကမတို့ F2 ဆိုပြီးထွက်မယ် F2 ကိုကျတော့ပိတ်စပေါ်မှာမတို့နှစ်ချက်ညှက်ပေးရမယ်နော်ဒီမှာသူ့ကိုရှေ့ချမ်းမှာကျတော့မတို့ကရင်ဖုံးလေးဆွဲမှာမောင်ပတ်တန်းအပိုင်းလေးတစ်ခုလိုရမယ်ရှေ့မှာသူ့ကိုမတို့ဒီရှေ့မှာအဖုံးချမ်းကိုကျတော့ဒီရှင်ကွာတက်မိုးကို၄စိတ်ပေါင်းပြီးထုတ်မယ်နော်ဒီမှာရှင်ကွာကအမတို့3လက်မနဲ့2စိတ်3လက်မနဲ့2စိတ်ကိုအမတို့4စိတ်ပေါင်းတော့3လက်မနဲ့6စိတ်ဒီမှာ3လက်မနဲ့6စိတ်ပြီးရင်ဒီမှာလည်းသူ့ကို3လက်မနဲ့6စိတ်ဒီမှာလည်း3လက်မနဲ့6စိတ်သူ့ကိုအမတို့ကရှင်ပုံကိုတစ်ချမ်းဒီလိုအဆောင်လေးယူမယ်နော်အဲ့အဆောင်ကကျတော့မဘယ်ထိလာဆောင်လဲဆိုရင်ဒီမှာဒီရင်ထိတ်မှတ်လေးကိုအမအဖုံးချမ်းဘက်ထိဆွဲထုတ်လိုက်ဆွဲထုတ်ပြီးသွားရင်သူ့ကိုဒါလေးနဲ့ကိုဒီလိုဒီဇိုင်းလေးဆက်မယ်နော်ပြီးရင်ဒီအောက်မှာကျတော့အမတို့သူ့ကိုထည့်သွားလဲရတယ်ထည့်မသွားချင်ဘူးဆိုရင်ဒီထဲကိုလေးစိတ်လေးဝင်ပြီးတော့စားမယ်ပြီးရင်ဒါနဲ့ကိုအမတို့ဒီလိုလေးဒီဇိုင်းလေးဆက်လိုက်နော်ဒါဆိုရင်ဒါအမတို့ရှင်ပုံလေးရသွားပြီအဲ့တော့သူ့ကိုအမတို့ထုံးစံအတိုင်းပဲချုပ်စာလေးခြံပေးရမယ်ချုပ်စာကကျတော့ F1 နဲ့ F2 နဲ့ပြန်တွဲဖို့အတွက်အမတို့ F1 ရဲ့ရှေ့မှာလည်းသူ့ကို၄စိတ်ခြံမယ် F2 ရဲ့ရှေ့မှာလည်း၄စိတ်ခြံမယ်နော်အောက်ခေါက်စာအမတို့6စိတ်လားခြံဟုတ်တယ်နော်6စိတ်ပြီးရင်ဂျိုင်းချုပ်စာသူ့ကို၄စိတ်ပခုံးချုပ်စာ၄စိတ်လေပင်ချုပ်စာ၄စိတ်ဒီရှေ့မှာအမတို့တဲဒီခွင့်တက်မှာဖြစ်တဲ့အတွက်ချုပ်စာ၄စိတ်လေးခြံမယ်နော်သူ့ကိုဒီပခုံးမှာချုပ်စာ၄စိတ်ခြံရင်နောက်ဒီကောက်တက်သွားတဲ့အကောက်လေးတိုင်းနဲ့သူ့ကို၄စိတ်လေးခြံမယ်
စိတ်နော်ဒီလေပင်ဘမှာလည်းသူ့နေစိတ်လည်းသူ့နေစိတ်ဒီရှိမှာပုံမှန်တိုင်းမှာအမောက်လေးစိတ်ချမ်းသွားရမယ်ဒီညလေးမှာဒီလိုချောချောလေးဖြစ်နေရမယ်ဒီညလေးမှာဒီလိုချောချောလေးဖြစ်နေရမယ်နော်ကျန်လာရောပုံမှန်တိုင်းနဲ့အမောက်ချုပ်စာချမ်းနေရမယ်နော်ဒါဆိုရင်ဒါကရှေ့ချမ်းရပြီအောက်ပြီးရဲ့အမောက်နောက်ချမ်းနောက်ချမ်းမှာလည်းအမောက်သူ့ခုနနောက်ချမ်းမှာရှေ့ချမ်းမှာတော့အမောက်ဒီပေါ်လေးစိတ်တက်ခဲ့ရဆိုတော့နောက်ချမ်းမှာလည်းသူ့ကိုလေးစိတ်လေးတက်မယ်ပြီးဒီဘေးကိုအမောက်နှစ်လက်မလေးဆက်မယ်နော်ပြီးပုံမှန်ဆိုရင်အမောက်ဒီကနေဒီကိုတက်လက်မချတာအဲ့ဒီတက်လက်မချထားတဲ့နေရာနဲ့အပေါ်ကိုအမောက်6စိတ်လေးပြန်တက်ပေးမယ်နော်ဒီကနေအပေါ်ကို6စိတ်လေးပြန်တက်မယ်နောက်ဆိုနောက်ချမ်းကိုလည်းသူ့ကိုအမောက်လေပင်ထောင်ကတ်လေးယူရမှာမလို့အပေါ်ကိုပြန်တက်ပေးရတာပုံမှန်ဆိုရင်တော့အမောက်လေပင်ပေါက်ကအောက်ကိုပဲချပေးဖောက်ပါအဲ့ပြီးရင်သူ့ကိုဒီမှာဒီလိုချမ်းသာနဲ့သူ့ကိုဟုတ်ဒီလိုလေနောက်ချမ်းမှာကျတော့အမတို့ကသူ့ကိုစစ်တက်ဆရာမလို့ဆိုတော့ခါစားဆရာမလို့တော့ပေါ့သူ့ကိုပိတ်စားပေါ်မှာအမတို့ခေါက်ရိုးနဲ့တစ်ချက်ပဲညှပ်ပေးရပြီတစ်ချက်အဲ့တော့သူ့ကိုလည်းအမတို့ချုပ်စားချမ်းမယ်လေပင်ချုပ်စားလေးစိတ်ပခုံးလည်းလေးစိတ်ခြိုင်းလည်းသူ့ကိုလေးစိတ်ချမ်းမယ်ပြီးချုပ်စားကြတော့အမတို့တစ်လက်မှာအောက်ခေါက်စားသူ့ကို6စိတ်ချမ်းမယ်နော်လက်ကတော့အမတို့သူ့ကိုရိုးရိုးလက်ပဲတက်မယ်အဲ့ဒါဆိုနောက်ချမ်းခေါက်ရိုးနဲ့တစ်ချက်ရှေ့ချမ်းကကြတော့သူ့ကိုအမတို့ဒီမှာ F1 F2 F1 ကအမတို့နှစ်ချက်ဖြစ်မှာပေါ့ဘာလို့ဆိုဒီကနေဒီထိဆိုရင်အမတို့အဖုံးချမ်းတစ်ခုထွက်မှာရှေ့ချမ်းရဲ့အဖုံးချမ်းအဲ့တော့အတွင်းချမ်းကကြတော့ဒီကနေဒီထိဒါကြတော့အမတို့အတွင်းချမ်းအဲ့တော့ F1 ကိုအမတို့ပိတ်စားပေါ်မှာနှစ်ချက်ညှပ်ပေးရမယ်နော်အဲ့တော့အတွင်းချမ်းညှပ်တဲ့ခါကျရင်ဒီအလယ်လိုင်းရဲ့ရှေ့မှာလည်းအမတို့သူ့ကိုလေးစိတ်ချမ်းပြီးညှပ်ပေးရမယ်နော်အဲ့တော့သူ့ကိုပိတ်စားညှပ်တဲ့ခါကျလို့ရှိရင်အမတို့ရင်ပုံးတွေညှပ်တုံးကရင်ပုံးတွေညှပ်တုံးကဟိုရှေ့မှာအမတို့ရင်ပုံးတစ်ထည့်ချုပ်ပေးရဟုတ်တယ်အဲ့မှာတော့ဒီမှာအမတို့ညာဘုံဆိုရင်အဖုံးချမ်းကိုပိတ်ရက်အလှပေါ်တင်ညှက်မယ်အတွင်းချမ်းကိုပိတ်ရက်မလှဒီတိုင်းပဲအမတို့ညှက်ပဲနော်ပိတ်စားပေါ်တင်ညှက်တဲ့ခါကျရင်လက်ကတော့အမတို့သူ့ကိုရိုးရိုးလက်ပဲတက်မယ်အဲ့တော့ F1 F2 ညှက်ထုတ်ပြီးသွားရင်အမတို့ဒီတိုင်းလေးထွက်မှာပေါ့နော်အဲ့တော့သူ့ကိုအမတို့ဒီရင်ထိမ့်မှန်လေးလိမ့်ခဲ့ပေးရမယ်ခါလိုင်းလေးလိမ့်ခဲ့ပေးရမယ်သူတို့နှစ်ခုကိုပြန်တွဲတဲ့ခါကျရင်ရင်ထိမ့်မှန်နဲ့ခါလိုင်းနဲ့အမတို့အညီထားပြီးပြန်တွဲပေးရမယ်